မင်္ဂလာပါရှင် Breaking Burma News သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပေါင်းနယ်မြို့နယ်ရှိမဲယုံ၃ခုတွင်ကင်းဆောင်နေသောစစ်သားများနှင့်ခမရ10တရင်တို့ကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းပေါင်းနယ်မြို့နယ်ရှိမဲယုံ၃ခုတွင်ကင်းဆောင်နေသောအကြမ်းဖက်စစ်သားများနှင့်ခမရ10တရင်တို့ကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိကြောင်း3601တရင်စစ်ထောက်လိုင်းရေးနှင့်သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့ဇန်နဝါရီလ17ရက်နေ့နနက်9:15မိနစ်ခန့်တွင်ပေါင်းနယ်မြို့နယ်ရှမ်းကုန်းရွာထိပ်၌မဲယုံအားလုံခြုံရေးယူပေးနေသောစစ်သားများနှင့်တပြေကြီးစုရွာချောင်းခွရွာအကြားရှိချောင်းခွရွာမဲယုံအတွက်လုံခြုံရေးယူပေးနေသောစစ်သားများကို3601တက်ရင်တက်ခွဲ9မှရဲဘော်များကတပြိုင်တည်းမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထို့နောက်3601တက်ရင်တက်ခွဲ2မှမွန်လွဲတနအီခန့်တွင်မြို့တွင်းရွာမဲယုံကိုလုံခြုံရေးယူပေးနေသောအကြမ်းဖက်စစ်သားများကိုလည်းမြို့တွင်းရွာထိပ်အနီးတွင်ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထို့ပြင်နနက်10:00နာရီခန့်ကလည်းဗျူဟာ21မှဦးဆောင်ပြီးပြည်ခရိုင်အမှတ်1တရင်စစ်ကြောင်းကပေါက်တော်ရွာရှိအကြမ်းဖက်စစ်တပ်၏ခမရ10တရင်တဲကိုလည်း60မမလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးဘဲတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လှန်ရေးတပ်ဖွဲ့များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဒီတိုက်ခိုက်မှုတွေကဗျူဟာ21ဦးစီးကိုကဲမှုနဲ့3601တရင်ရဲဘော်တွေကလှုပ်ဆောင်ခဲ့တာပါစစ်ခွေးတွေထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့ကျွန်တော်တို့ဆက်လက်စုံစမ်းနေပါတယ်ရဲဘော်တွေကတော့ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု3601တရင်စစ်ထောက်လိုင်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုပါတယ်ဆက်လက်ပြီးဇီကုန်းမြို့ရှိဖျားပြူရွာစာတင်ကျောင်းတွင်တပ်ဆွဲထားသောစစ်တပ်ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ဂံကောမြို့ပေါ်ရှိခလာရ90တရင်အပါဝင်စစ်တပ်တပ်ဆွဲထားသောနေရာများကိုလည်းလက်နက်ကြီးဒရုန်းများဖြင့်တိုက်ခိုက်တဲ့ဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းဇီကုန်းမြို့ရှိဖျားပြူရွာစာတင်ကျောင်းတွင်တပ်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းတာယာဝတီခရိုင်တိုင်းစစ်ဘက်ရေးရာတာဝန်ခံရဲဘော်တစ်စာကသတင်းဌာနကိုပြောကြားပါတယ်။ဇန်နဝါရီလ10ရက်နေ့ည9:50မိနစ်ခန့်တွင်ဇီကုန်းမြို့ရှိဖျားပြူရွာစာတင်ကျောင်းတွင်တပ်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဒရုန်းများဖြင့်ဖုံးကျဲတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လှန်ရေးတပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဖျားပြူစာတင်ကျောင်းမှာတပ်ဆွဲထားတဲ့စစ်ခွေးတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေထိခိုက်မှုရှိပါတယ်အရေးအတွက်ကိုတော့အတိမပြုနိုင်သေးဘူးကျွန်တော်တို့ရဲဘော်တွေတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုတာယာဝတီခရိုင်တိုင်းစစ်ဘက်ရေးရာတာဝန်ခံရဲဘော်တစ်စာကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကုန်3800နှစ်ခွဲ1ဇီကုန်းပါကဖာ3800ရိုးမ GBK ခွဲ1ခွဲ9 BTSM တာယာဝတီခရိုင်တိုက်ခိုက်ရေးအမှတ်1တက်ခွဲ3မူးညိုပါခါဖာနဲ့တာယာဝတီခရိုင် drone တပ်ဖွဲ့ Spring Beast UAV Force တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။အလားတူမကွေးတိုင်းကံကောမြို့ပေါ်တွင်ကြက်ဖို့ပါတီကပြိုင်ဘက်မရှိအလိုအလျောက်အနိုင်ရထားတော်လဲဟန်ပြရွေးကောက်ပွဲပြုလုပ်နေတဲ့ဖြင့်ခလာရ90အပါဝင်စစ်အုပ်စုတပ်ဆွဲထားရနေရာများကိုတော်လှန်ရေးတပ်ဖွဲ့များကလက်နက်ကြီး drone များဖြင့်တိုက်ခိုက်ခဲ့ရာစစ်ဗိုလ်တပ်ဦးအပါဝင်6ဦးထပ်မံတန်ရာရရှိခဲ့ကြောင်းရောလင်းတမ်းမှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့ဇန်နဝါရီလ17ရက်နေ့တွင်ဂံကောမြို့ပေါ်၌စစ်အုပ်စုကအတူရောင်ရွေးကောက်ပွဲအပိုင်းနှစ်ကျင်းပပြုလုပ်လျက်ရှိရာကြက်ဖို့ပါတီကပြိုင်ဘက်မရှိအနိုင်ရရှိထားကြောင်းထို့သောဟန်ပြရွေးကောက်ပွဲပြုလုပ်နေစဉ်အတွင်းခလာရ90တရင်အပါဝင်စစ်တပ်အုပ်စုတပ်ဆွဲထားရနေရာများကိုတော်လှန်ရေးတပ်ဖွဲ့များကမြို့ပတ်ပတ်လည်မှနေ၍လက်နက်ကြီးဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ပြိုင်ဘက်မရှိအနိုင်ရထားလေအတူရောက်ရွေးကောက်ပွဲဆိုတော့ဟန်ပြလုပ်ပြနေရတာပေါ့ပြည်သူတွေကိုအတင်းမဲထည့်ခိုင်းနေသေးတယ်တော်လှန်ရေးတပ်ဖွဲ့တွေကလည်းမင်းညကကလေးကခလာရ90တရင်နဲ့စစ်အုပ်စုတပ်တွေတပ်ဆွဲထားတဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့စော်တာမေးရုံကိုစော်တာမဟုတ်ပါဘူးလက်နက်ကြီးတွေနဲ့ကအလုံး80ကျော်တဲ့ rocket တွေရောပါတယ်ဒရုန်းတွေက10လုံးကျဲချတယ်မြို့ပတ်ပတ်လည်ကနေဝိုင်းပြီးပြစ်နေကြတာဟုရောလင်းတန်းမှာတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်ထို့သောပြစ်ခတ်တိုက်ခိုက်မှုကြောင့်စစ်တပ်တပ်ဆွဲထားရနေရများဖြစ်သည့်ခလာရ90တရင်မြို့မရက်ကွက်စီပင်သားရရက်ကွက်6ထပ်ဆောင်ဝန်ထမ်းအိမ်ယာဝီလက်ဂိတ်နှင့်စီပင်ရုံးတို့ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်တပ်ဘက်မှနှစ်ပွင့်ဗိုလ်တပ်ဦးနှင့်စစ်မှုထမ်းတပ်သား9ဦးတို့အပါအဝင်ပြူစောထီများထိခိုက်ဒဏ်ရာရရှိထားပြီးသေဆုံးမှုရှိမရှိသိရှိနိုင်ရန်အတည်ပြုနေဆဲဖြစ်ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ကံကော်ခရိုင်စစ်ဌာနလက်အောက်ခံတပ်ရဲများကြေးရွာပကဖများနဂါးညီနောင်ပကဖများအခြားလိုကဲအင်အားစုများစုပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်တပ်ဘက်ကလည်းလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်မှုရှိခဲ့ကြောင်းသိရပါတယ်။မဲယုံမှာကပြည်သူအချို့မဲသွားပြရတာရှိတယ်။ပြည်သူထိမှဆိုလို့မဲယုံတွေကိုတိုက်ခိုက်ခဲ့တာမဟုတ်ဘူး။
မြို့ပေါ်မှာကပြည်သူနည်းနည်းလေးပဲရှိတာပါစခအတိုင်းဝိုင်းတွေပဲကျန်တော့တာမဲပေးရတဲ့ပြည်သူတွေကလည်းမဲမပေးရင်အဲစီရင်ကအစစခတွေကလိုက်ရနေလို့မဖြစ်မနေသွားပေးကြရတာလို့ပြောပါတယ်ဟုရောလင်တန်းမှတာဝန်ရှိသူကရှင်းပြပါတယ်